အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကားစုံမီအကြောင်းနည်းနည်းလေးပြောချင်ပါတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ hazard light ကိုရီးယားလိုဆိုရင်တော့ Bisantun မြန်မာလိုဆိုရင်တော့ဇုံမီအရေးပေါ်အချက်ပြမီပေါ့ဗျာအရေးပေါ်ဆိုတဲ့အတိုင်းပဲအရေးပေါ်ချိန်နဲ့အနေရရှိနိုင်တဲ့အခါမျိုးတွေမှာအသုံးပြုလေရှိကြပါတယ်လမ်းမပေါ်မှာကားပြတ်နေစဉ်ခိတရက်ပြီးတော့ပစ္စည်းတင်ချပြုလုပ်နေစဉ်ကားဘိန်းပေါက်၍လဲလှယ်ရန်ဂျိုက်ဖြင့်ထောက်ထားစဉ်ဆက်ပြတ်နေသောကားကိုဆွဲလာစဉ်တစ်ဖက်ပိတ်လမ်းရဲ့အဆုံးမှာရထားစဉ်ကြောက်ကမ်းပါးနဲ့နီးကပ်သောနေရာမှာရထားစဉ်အနေရရှိဇုံအနီးမှာရထားစဉ်အရေးပေါ်ထိခိုက်ဒဏ်ရာရထားသူကိုကုညီတင်ဆောင်လာစဉ်မိသက်ရန်မောင်းနှင်လာစဉ်မီးလောင်မှုပောက်ကွဲနိုင်သောပစ္စည်းများတင်ဆောင်လာစဉ်တိရစ္ဆာန်များတင်ဆောင်လာစဉ်ဒုတဲ့ကြီးမှကျေပြန့်သောဆက်ပစ္စည်းများတင်ဆောင်လာစဉ်ရန်တရားလုပ်ငန်းများဆောင်ရွက်နေစဉ်အုပ်စုလိုက်ရင်နှန်းဖြင့်မောင်းနှင်လာစဉ်ဘေးအန္တရာယ်ကြားရောက်သောနေရာအနီးမှာဖြတ်၍ဖြင်းညင်းစွာမောင်းနှင်လာစဉ်လုံခြုံရေးအခြေအနေအရအရေးကြီးပုဂ္ဂိုလ်၏ရင်ကိုစောင့်ရှောက်လိုက်ပါမောင်းနှင်လာစဉ်စသဖြင့်အခြေအနေများ၌သာအသုံးပြုရမည်ဖြစ်သည်ဒီအပေါ်က16ချက်ကတော့တခြားသူရဲ့ပိုးကနေပြီးတော့ယူလာတာဖြစ်ပါတယ်သူပြောရတဲ့အထက်မှာအားလုံးကတော့အမှန်တရားတွေကြီးပဲဆိုပေမဲ့စာချက်တလိုမျိုးကြီးအများကြီးလိုက်ချက်နေရမှာဖြစ်ပါတယ်လွယ်လွယ်ပြောရရင်တော့အရေးပေါ်အချိန်နဲ့အန္တရာယ်ရှိနိုင်မဲ့အချိန်နဲ့လူမှုရေးရာတစ်ဖက်သူနားလည်လွယ်ရန်အတိပေးတဲ့အခါမျိုးတွေမှာအသုံးပြုတယ်ဆိုလို့ရှိရင်တော့ဘာမှလိုက်ပြီးတော့ချက်နေစရာမလိုဘူးပေါ့ဗျာကျွန်တော်သိရတဲ့လောက်ထပ်ပြီးတော့ပြောချင်ပါတယ်ကျွန်တော်လည်းပဲအခုမှကားစမောင်းဘူးတာဆိုတော့အမားပါကောင်းပါနိုင်ပါတယ်ဘယ်ကွေးမယ်ဆိုလို့ရှိရင်သို့မဟုတ်ဘယ်ဘက်လမ်းကြောင်းပြောင်းမယ်ဆိုရင်ဘယ်ဘက်အချက်ပြမီဖွင့်ရပါမယ်ထို့တူပဲညာဘက်ဆိုလို့ရှိရင်လည်းပဲညာဘက်အချက်ပြမီကိုဖွင့်ရမယ်ပေါ့ဗျာဘယ်နေရာဘယ်ချိန်မဲဖြစ်ဖြစ်တဲ့သွားမယ်ဆိုလို့ရှိရင်တော့ဘာအချက်ပြပြီးမှဖွင့်စရာမလိုပါဘူးတချို့ဇုံမီဖွင့်တတ်ကြပါတယ်လေဗျာအဲ့ဒါဟာဘာမှအသုံးမဝင်တဲ့အပြင်မတော်တဆမှုဖြစ်တောင်ဖြစ်နိုင်ပါသေးတယ်လမ်းစုံမှာမိမိကတဲ့သွားဖို့ဆိုတဲ့ရွေချက်နဲ့ဇုံမီကိုဖွင့်ထားတော့လဲပဲမိမိရဲ့ဇုံမီကိုဘယ်ရင်ကြောကမှတေချာလေးမြင်ရမှာမဟုတ်ပါဘူးမိမိအနောက်ကရင်နဲ့အရှိတစ်ဖက်ချမ်းကရင်တွေကလွဲလို့ပေါ့ဒါတော့မှတဲ့သွားဖို့ဆိုတာထက်တခုခုကြောင်းလို့တွေးနိုင်ပါသေးတယ်ဒါကြောင့်ဘယ်နေရာဘယ်ချိန်မဲဖြစ်ဖြစ်တဲ့သွားမယ်ဆိုလို့ရှိရင်တော့ဘာအချက်ပြမိမှဖွင့်စရာမလိုပါဘူးကားပါကင်ထိုးနေတဲ့အချိန်နဲ့ကားပါကင်ကနေပြန်ထွက်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းပဲဇုံမီအသုံးပြုသင့်ပါတယ်ဒါမှတခြားယင်တွေအနေနဲ့ခမားဟာကားပါကင်ထိုးနေတာကားပါကင်ကထွက်ဖို့လုံနေတာဆိုတာကိုသိရှိပြီးတော့ရှောင်သိရင်ရှောင်မယ်စောင့်သိရင်စောင့်နေမှာဖြစ်ပါတယ်ကားနောက်ဆုတ်တဲ့အခါမှာလည်းဇုံမီကိုအသုံးပြုသင့်ပါတယ်ဒါမှတခြားယင်တွေဟာမိမိအနောက်ဆုတ်နေကြောင်းသို့မဟုတ်တခုခုဖြစ်နေကြောင်းသိရှိပြီးတော့သတိထားသွားလာကြမှာဖြစ်ပါတယ်မိမိအရှိမရင်ပိတ်ဆို့မှုသို့မဟုတ်ရင်တိုင်းမှုသို့မဟုတ်တခုခုပိတ်နေတာသို့မဟုတ်လမ်းမရှိတော့တာစသဖြင့်တခုခုဖြစ်နေတယ်ဆိုတာကိုသိရှိတဲ့အခါမှာလည်းပဲဇုံမီကိုအသုံးပြုသင့်ပါတယ်ဒါမှမိမိအနောက်ကနေအရှိန်နဲ့ကတ်လိုက်လာတဲ့ယင်အနေနဲ့လည်းပဲမိမိရဲ့ဇုံမီကိုကြည့်ပြီးတော့တခုခုဖြစ်နေကြောင်းသိရှိပြီးတော့အရှိန်လျှော့မောင်းနှင်လာမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်မိမိရဲ့အရှိကိုကြိုပြီးတော့မမြင်နိုင်တဲ့အတွက်အရှိန်နဲ့မောင်းနှင်လာရာကနေမိမိရဲ့ကားနောက်ကိုဝင်ပြီးတော့တိုက်မိနိုင်ပါတယ်ဒီလိုအခြေအနေမျိုးကတော့အများစုအဝေးပြေးလမ်းမပေါ်တွေမှာအဖြစ်များလေးရှိပါတယ်အခြေအနေတစ်ခုခုကြောင့်ဖြည်းဖြည်းချင်းသွားရတဲ့အခါမျိုးတွေမှာလည်းပဲမိမိပတ်ဝန်းကျင်ကယင်တွေကိုသိရှိအောင်ဇုံမီအသုံးပြုသင့်ပါတယ်အများအားဖြင့်နှင်းသို့မဟုတ်မိုးကြတဲ့အခါလှိုင်ကောင်းတွေထဲမှာကားပိတ်ဆို့နေတဲ့အခါနဲ့မိမိအရှိမကားပြက်သို့မဟုတ်ရင်တိုင်းမှုတစ်ခုခုကြောင့်လမ်းပိတ်နေတဲ့အခါမျိုးတွေစသဖြင့်ရှိတတ်ပါတယ်ကားလမ်းဘေးခဏချရတဲ့အခါမှာလည်းပဲဇုံမီကိုအသုံးပြုသင့်ပါတယ်ဒါမှဘေးပြီးဝဲရာရင်တွေအနေနဲ့သတိနဲ့သွားလာမှာဖြစ်ပါတယ်အများအားဖြင့်ပစ္စည်းသို့မဟုတ်လူတင်ချလုံနေတဲ့အခါကားကနေခဏထွက်ပြီးတော့တစ်ခုခုလုံနေတဲ့အခါလူတဦးကိုစောင့်နေတဲ့အခါစသဖြင့်ရှိတတ်ပါတယ်နောက်တစ်ခုကတော့ကျေးဇူးတင်ခြင်းတောင်းပန်ခြင်းဖြစ်ပါတယ်ကားကလူတွေလိုစကားပြောလို့မရပါဘူးရင်မောင်းတွေအနေနဲ့ကလည်းပဲဘေးမှန်ချပြီးတော့အော်ပြောရအောင်လဲပတ်ဝန်းကျင်အတန်တွေကြောင့်တစ်ဖက်ရင်ကကြားမှာမဟုတ်ပါဘူးဥပမာတစ်ဖက်ရင်ကမိမိကိုဦးစားပေးပြီးတော့အရှိကိုဝင်ခိုင်းတယ်ဆိုပါတော့ဒါကြောင့်မိမိအနေနဲ့ဒီရင်ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အရာကိုဖော်ပြချင်တယ်ဆိုလို့ရှိရင်ဇုံမီကိုတစ်ချက်နှစ်ချက်လောက်တောက်ပြလိုက်ခြင်းဟာတစ်ဖက်ရင်အနေနဲ့လည်းပဲအော်ငါ့ကိုကျေးဇူးတင်ပါလားဆိုပြီးတော့သိရှိသွားမှာဖြစ်ပါတယ်နောက်ပြီးတော့မိမိကတစ်ဖက်ရင်ကိုအတိမပေးဘဲနဲ့ကားလမ်းကြောင်းပြောင်းတာကြွေတာတွေလုံးမိတဲ့အခါမှာနောက်ရင်အနေနဲ့စိတ်နှောက်ယှက်ဖြစ်ရပါတယ်ဒါကြောင့်မိမိကနောက်ကရင်ကိုအားနာမိပါတယ်တောင်းပန်ပါတယ်ဆိုတဲ့အရာကိုဖော်ပြခြင်းရင်လည်းပဲဇုံမီကိုတစ်ချက်နှစ်ချက်လောက်တောက်ပြလိုက်ခြင်းဟာတစ်ဖက်အရင်အနေနဲ့အော်သူ့အမားသူသိပြီးတော့ငါ့ကိုတောင်းပန်နေပါလားဆိုပြီးတော့သိရှိသွားနိုင်မှာဖြစ်ပါတယ်အရေးပေါ်ကားတွေအနေနဲ့ကတော့အမျိုးမျိုးရှိပါတယ်ဥပမာအမှုလိုက်နေတဲ့ရဲကမီးငိမ့်မှုသွားနေတဲ့မိသက်ကလူနာတင်ဆောင်လာတဲ့လူနာရင်ကလုံခြုံရေးယူထားတဲ့ကားအမိုက်သိမ်းနေတဲ့ကားလမ်းတန့်ရှင်းရေးလုပ်နေတဲ့ကားစသဖြင့်အများကြီးရှိနိုင်ပါသေးတယ်ဒီလိုရင်မျိုးတွေအနေနဲ့ကတော့အလုပ်ကိစ္စတစ်ခုခုဆောင်ရွက်နေစဉ်မှာဇုံမီကိုဖွင့်တတ်ထားကြပါတယ်ရင်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာလဲရတယ်ဆိုတဲ့ပုံစံမျိုးပါအလုံးမပါတဲ့အခါမှာတော့တာမန်ရင်တွေနဲ့အတူရင်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီးတော့မောင်းနှင်ရပါတယ်ဒီလိုအရေးပေါ်ကားတွေကပုံမှန်အားဖြင့်ဇုံမီဖွင့်ပြီးတော့သွားလေးရှိတဲ့ချိန်အတော်နည်းပါတယ်အရေးပေါ်မီးလုံးနဲ့အိုးအလံပဲဖွင့်သွားလေးရှိပါတယ်တည်ထားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာဒီကနေ့ကတော့ကားဇုံမီနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုကျွန်တော်သိသလောက်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်